နောက်တစ်ဆင့်မျှော်လင့်ချက်အတွက်ဘယ်ဂျီယန်ကို short တက်မထားသင့်တဲ့စပိန်ကဲအားလုံးပဲမင်္ဂလာပါဒီနေ့တော့ quarter final ပွဲစဉ်တစ်ပွဲဖြစ်တဲ့စပိန်နဲ့ဘယ်ဂျီယန်အသင်းပွဲစဉ်တစ်ပွဲပဲရှိတယ်ပေါ့ဒီပွဲစဉ်တစ်ပွဲကနေကျွန်တော်အကြိုက်ဆုံးထိုးကွက်တစ်ခွက်ကိုကျွန်တော်ရွေးချယ်သုံးသပ်ပေးပါမယ်ကျွန်တော်ရဲ့ YouTube channel ကိုလည်း subscribe လုပ်ခဲ့ပါအောင်သတိတရားနဲ့လုပ်ပေးခဲ့ပါအောင်အခုလို quarter final ရောက်လာပြီဆိုတော့ကျွန်တော်တို့ကြေးသမားအနေနဲ့ကြေးတွေကိုခဏမေ့ထားပြီးတော့အသင်းရဲ့ခြေစွမ်းတွေကိုပဲသုံးသပ်ကြအောင်ဒီလိုချိန်တွေမှာကြေးတွေကတိတ်ပြီးတော့မှန်းလို့မရတဲ့အနေအထားမှာကျွန်တော်တို့သုံးသပ်မယ်ပေါ့ခြေစွမ်းဘက်ကနေပြီးတော့ကျွန်တော်တို့အဲ့ဆိုဘယ်ဂျီယန်အကြောင်းလေးအရင်စပြောလိုက်အောင်ဘယ်ဂျီယန်ကတော့ရှေ့30တင်ရှုံးထွက်မှာတော့နေသူကကန်ကောင်းလို့ပေါ့နော်စီနီကောကိုရှုံးနေပြီးတော့အကောင်းဆုံးခံပန်းနဲ့နောက်တစ်ဆင့်ရောက်လာတာပေါ့16တင်ရှုံးထွက်ရောက်တော့လေသူကAsian American ကိုအပြတ်သက်ကြီးကိုအနိုင်ရပါတော့အဲ့ပွဲမှာဆိုရင်ကျွန်တော်တို့အားလုံး USA ကိုရွေးခဲ့ကြတာသူအဲ့နေ့မှာ USA ကိုအပြတ်သက်ကြီးကစားပြီးတော့4-1ဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိခဲ့တာပေါ့သူ့အနေနဲ့ကတော့အုပ်စုပွဲတွေမှာတော့တိတ်ပြီးတော့ရလဒ်မကောင်းခဲ့ပေမဲ့ဒီ16တင်ရှုံးထွက်နဲ့32တင်ရှုံးထွက်မှာတော့သူတွန်းတိုက်အလီကစားပြီးတော့ဂိုးတွေသွင်းနိုင်လာတော့တွေ့ရတယ်ဒါပေမဲ့သူ့ရဲ့နောက်တန်းကတော့ပွဲတိုင်းဂိုးပေးနေရဆိုတဲ့တစ်ချက်စဉ်းစားရမယ်နော်ဘယ်ဂျန်ရဲ့နောက်တန်းကစီနီကောနဲ့ကစားတဲ့ပွဲမှာဆိုရင်တော်တော်လေးသိတာတယ်စီနီကောရဲ့တောင်ပန်တွေကအတိုးလှုပ်တွေနဲ့ကစားတဲ့ကစားဟန်ကိုတော်တော်လေးထိန်းချုပ်ရခက်ခဲပြီးတော့ဂိုးတွေပေးလိုက်ရပါလွယ်လွယ်လေးပဲနောက်ပိုင်းမှာတော့သူတို့ရဲ့တိုက်စစ်အစွမ်းပြပြီးတော့သူတို့ရဲ့အကောင်းဆုံးခံမှန်းနေတာနိုင်ရခဲ့တာနော်အဲ့ဒီပွဲမှာတွေကကျွန်တော်ဘယ်ဂျီယန်နောက်တန်းကိုကျွန်တော်သိမ့်မကြဘူးဒီနေ့တွေ့ရမယ့်အတင်းကသူတို့ရှေ့မှာတွေ့ခဲ့သူစီနီကောမဟုတ်သလို USA လည်းမဟုတ်ဘူးစပိန်ပေါ့နော်စပိန်ရဲ့တိုက်စစ်မှာလူတိုင်းကယာမယ်လုပ်နေပြီမဲ့တကယ်တမ်းပေါ်တူဂီနေ့မှာတကယ်လေးတော်တော်တိုးလှုပ်ကစားသွားတာဒီတောင်ပန်တစ်ဖက်ကအဲလက်ဘိုင်နာပေါ့နော်ဘိုင်နာဆိုလဲတော်တော်လေးကိုတိုးလှုပ်ကစားနိုင်တဲ့ကစားသမားဆိုတော့အဲ့နေ့တွေကပေါ်တူဂီနဲ့ပွဲမှာတွေတွေ့ထားတယ်အဲ့အတွက်ကြောင့်ဒီတောင်ပန်နှစ်စုံကိုဘယ်ဂျီယန်နောက်တန်းအနေနဲ့ထိန်းချုပ်နိုင်ပါမလားယာမယ်အနေနဲ့ကလည်းကမ္ဘာဖလားမှာသူပထမဆုံးဝင်ကစားတဲ့ဆော်ရီနဲ့ပွဲမှာပဲဂိုးသွင်းထားတဲ့အတွက်ယာမယ်ကလည်းသူပါဆိုတာလုံးပြခြင်းနဲ့ဂိုးသွင်းခြင်းနေတယ်အခုလိုနောက်တန်းယူနေတဲ့အချိန်မှာတော့ဒီလိုပွဲမျိုးမှာသူ့အတွက်တော့ဂိုးသွင်းဖို့အတွက်အကောင်းဆုံးအခွင့်အရေးကိုယာမယ်ကအသုံးချနိုင်မယ်ကျွန်တော်တို့စပိန်အကြောင်းပြောရင်လည်းစပိန်ရဲ့နောက်တန်းပေါ့နော်စပိန်ရဲ့နောက်တန်းလုံးဝလက်ရှိကမ္ဘာဖလားမှာလုံးဝပေးကိုမပေးထားဘူးပေါ့နော်အဲဒါကြောင့်ကျွန်တော်ကဒီညရှေ့လေနောက်ဟန်ချက်ညီရဲကျွန်တော်စပိန်အသင်းကိုပဲကြိုက်ပါတယ်ပေးထားတဲ့ဂျီဒန်ရလည်းစပိန်ကတစ်လုံး90စားပေးထားတာဖြစ်တဲ့အတွက်စပိန်အနေလေးတော့တကိုးနဲ့နိုင်လိမ့်မယ်ဒီအဆင့်ကိုရောက်လာပြီဆိုတော့ဘယ်အသင်းမှကို short တက်မထားသင့်ပေမဲ့ကျွန်တော်ကဒီညစပိန်ကိုပဲကြိုက်တယ်စပိန်အနေနဲ့နောက်ဆင့်အတွက်အကောင်းဆုံးခွင့်ရရှိတယ်အကောင်းဆုံးသုံးချသွားလိမ့်မယ်ထင်တယ်ယာမယ်လည်းဂိုးသွင်းနိုင်မယ်လို့ကျွန်တော်ယူဆတယ်အဲ့ဒါကြောင့်ကျွန်တော်ဒီညစပိန်ဘော်ဒီပဲကြိုက်ပါတယ်အခုချိန်မှာကျွန်တော်တို့ကြေးကိုမေ့ထားပြီးရိုးရှင်းလေးပဲတွေးရအောင်ပေါ့နော်ဒီစပိန်နဲ့ဘယ်ဂျီယန်ကိုကျွန်တော်တို့ရိုးရှင်းလေးပဲတွေးထားပါတယ်ကျွန်တော်ကြိုက်ကတော့စပိန်ဘော်ဒီပါညီကိုတွေအားလုံးပဲကိုလက်ပါနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်